ဖွာပြုံးမပြက်ပါစိတ်မကောင်းမိပါဆိုတော့ဝင်းနဲ့လွယ်မရတာလေ သာသမီကံမကောင်း တရားပေးတဲ့လောက်ပဲတာရဲ့ကိုနေကြတာသူများသိရင်ဘာထူးမှလဲသူတို့စိတ်ဆင်းရဲမယ်လေကိုဘာလို့ရင်ထဲမှာပဲထားတော့တားတယ်ရင်တော့ချွေးမလုပ်ပဲကျုပ်ဆက်ဆက်မလုံးနဲ့တဲ့မလာနဲ့တဲ့ချင်းနဲ့ချောင်းလက်ခံလို့မရဘူးတဲ့အေးပေါ့ဖာအတက်ကြီးနေပြီလေဆေးဖို့ဆိုလဲသူတို့ဖာမတောင်းဘူးပါဘူးပခါတန်တကုတ်တင်ပြီးရောင်းရတာပေါ့ဒါဆိုကားတွေကိုအသက်လူပြီးရောင်းရတာမမြင်တဲ့ခါကျတော့တိုက်ပြီးဒုက္ခရောက်တယ်ဖះနဲ့ပတ်သက်တဲ့ပန်းပေါ့ပေါ်တဲ့ပန်းလေးတွေအဲ့ဒါကိုပဲရောင်းတယ်ဖာတနိုင်ပေါ့အဖားလည်းမနိုင်ဘူးလေပန်းတုံးကြီးတွေကင်ပြီးတော့မပြေးနိုင်ဘူးအိမ်ကအဖားပေါင်လာတာသူတို့ကမရွေးမချစ်အိမ်မတက်နဲ့တဲ့ဝါလျှော့နာအိမ်မှာမြင်းမှာခဏလာနေတာပေါ့အပေါ်ကခုံဟိုကားတွေသွားနေလေဆုံးပစိအိမ်ဆုံးတာကြောင့်မို့ကလေးတွေရှင်ပြူပေးလိုက်ရတော့ဝင်တာအော်နေချင်တာပေါ့အခုဆိုရင်ကိုယ့်အိမ်လေးရွေးပြီးလို့ရှိရင်မိုးမဲ့ကာကက်ပြီးလို့ရှိရင်ငါမိသိလေးနဲ့ငါနဲ့အတူတူနေရမှာ9ရက်လောက်10ရက်လောက်တခါတည်းအိတ်ပလိုက်မယ်အဲ့ဒီမှချက်ပေါ့နော် ဖြစ်လာမှာ ဟာဖြစ်လာလို့ကတော့အဖွာတိုင်းနဲ့အတွန်းပေါ့ဝေစီယာလာနဲ့တစ်ထလာတောင်လေးမှာမိဘမှာပန်းရောင်းတာပါညနေ6နာရီည10နာရီထိရောင်းပါတယ်တပည့်ပန်းလေးတစ်စီး1000မှာ